အဲ့ဒါကကဘာပေါ်မှာ3ခုပဲရှိတဲ့ black cat တစ်ခုသူကအဲ့ဒီလိုပြစ်ချတာကျွန်တော်ရှေ့မှာရက်နေတဲ့ပန်းရောင်ရှက်အင်ဂျင်နဲ့ကောင်လေးကကျွန်တော်ဟာတာမန်လူရောင်ဆောင်ထားတဲ့ထိတ်တန်းကျန်းသာတဲ့အမွေဆက်ခံသူလို့ယုံကြည်သွားတယ်သူကချက်ချင်းမော့ကြည့်ပြီးတတိထားပြီးမေးတယ်အတန်းဖော်ကျွန်တော်နာမည် Mike ပါကျွန်တော်မိသားစုကဟိုတယ်လုပ်ငန်းလုပ်ပါတယ်ခင်ဗျားဘယ်သူလဲဆိုတာမေးလို့ရမလား Mike ကအဲ့ဒီမှာရှိတဲ့လူတိုင်းသိချင်နေတဲ့မေးခွန်းကိုမေးတယ်ဒီထက်တန်းကြောင်းကိုဝင်လာတဲ့ကျွန်တော်အတွက်ဒါဟာပထမဆုံးစမ်းသပ်မှုပဲလို့ကျွန်တော်သိတယ်အောင်မြင်ရင်ဒီကုံယူပွဲရာဂိမ်းတွေကိုဝင်ခွင့်ရမယ်ကြာရှုံးရင်တော့လုံးဝပျက်စီးသွားလိမ့်မယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးအတွင်းစိတ်ထဲကတင်းမာမှုကိုဖိနှိပ်ရင်းတည်ငြိမ်စွာပြောတယ်ကျွန်တော်ဘယ်သူလဲဆိုတာပြောပြဖို့မင်းသိဖို့အရေးချင်းမပြည့်မီဘူးအဲ့ဒီအချိန်မှာပဲចောင်းသားကောင်စီအဖွဲ့ဝင်တွေကအမြန်ရောက်လာပြီးလူဝိုင်းရံထားတဲ့ဒီမာနာကြီးတဲ့လူငယ်ရှိမှရက်ပြီးမင်းကကုသခင်လင်းမလားလို့မေးတယ်မင်းကចောင်းသားတဲ့မိတ်ဆက်ပွဲအတွက်စည်ရင်သွင်းထားတဲ့တူးတဲ့တော့သူပဲငါတို့နဲ့အမြန်ခဲ့ဒီစကားတွေပြောပြီးတာနဲ့လူအုပ်ကဆွေးနွေးမှုတွေနဲ့ဆူညံသွားတဲ့တယောက်ကပြောတယ်သူ့နမီကကူတဲ့သူကအနားယူသွားတာကြပြီဖြစ်တဲ့ထိတ်တန်းကူမိသားစုရဲ့တခင်လေးများလားတယောက်ကပြောတယ်ကူတခင်လေးကဒီနှစ်မှပြည်တွင်းကိုပြန်လာတယ်လို့ကြားတယ်ဒီကိုခေါ်လာမယ်လို့မထင်ထားဘူးတယောက်ကပြောတယ်ဒီเจ้าကဒီကိန်းအတွက်တကယ်ကိုအကုန်ထုတ်သုံးတာပဲအရင်ကမာနာကြီးတဲ့မူးမတ်မျိုးနွယ်ဝင်မင်းကလေးအမ်မလီကချက်ချင်းလူအုပ်နောက်မှာပုံးတယ်ကျွန်တော်ကသူ့ကိုပြင်းထန်စွာလက်စားချိန်မှာကြောက်လို့မိုက်ရဲ့သဘောထားကပို့ပြီးတော့ဖားရတဲ့ပုံစံဖြစ်လာတယ်သူကကျွန်တော်လက်ထဲကခီးဆောင်အိတ်ကိုချက်ချင်းဆွဲယူပြီးခင်ဗျားရဲ့ခီးဆောင်အိတ်ကိုကျွန်တော်တည်ပေးပါရစေဒီလိုတင်းငယ်တဲ့ကိစ္စကိုခင်ဗျားဘယ်လိုလုပ်ကိုယ်တိုင်လုပ်ရမှာလဲကျွန်တော်ကိုပဲထားပါမိုက်ကသူ့ရင်ဘက်ကိုပုတ်ပြီးသူ့ရဲ့တစ္ဆာရှိမှုကိုကတိပေးတယ်ကျွန်တော်ကဂီယူမဆိုင်တယ်လို့ခေါင်းငိမ့်ဟန်ဆောင်ပြီးဘေးပညာမကြည့်ပဲရှေ့ကိုဆက်လျှောက်သွားတယ်ဘယ်သူမှဂီယူမဆိုင်တဲ့အချိန်မှာကျွန်တော်တိတ်တိတ်လေးတက်ပြင်းချတယ်ကျွန်တော်အကြည့်ကဒီမူးမတ်မျိုးနွယ်ဝင်တခင်လေးတွေနဲ့တခင်မလေးတွေရဲ့မျက်နှာတွေကိုပေါ့ပေါ့ပါပါဝေးကြည့်တော့လူတိုင်းကလေးစားတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုမြင်ရတယ်ပြည်တွင်းကိုခုမှပြန်လာတဲ့ကူမီသားစုရဲ့ရှိုးဝက်ဆန်းကျဲရဲ့တခင်လေးရဲ့အထောက်ထားကခိုင်ခိုင်မာမာတီတောင်ပြီးပြီဆိုတာကျွန်တော်သိတယ်3လကြာဂီယူတစ်ဆိုင်ပြင်ဆင်ခဲ့ရတာအကျိုးရှိတာပဲဘာလို့လဲဆိုတော့ဒီเจ้าမှာလူတိုင်းဒီပါကချမ်းသာတဲ့မူးမတ်မျိုးနွယ်ဝင်မိသားစုတွေကဖြစ်နေလို့ပဲအမှားတစ်ခုတောင်မှကျွန်တော်ရဲ့အစ်စ်အမှန်ကိုယ်ပိုင်လက္ခဏာကိုဖော်ထုတ်သွားနိုင်တယ်ရှိုးဝက်ဆန်းကျဲပြီးနည်းနည်းတဲ့မိသားစုတစ်ခုအဖြစ်ဟန်ဆောင်ခြင်းအဖြစ်သာဒီလူတွေကိုကျွန်တော်ချင်းချောက်နိုင်မှာပြည်တွင်းကိုခုမှပြန်လာတဲ့ကူမီသားစုတခင်လေးရဲ့အထောက်ထားကပြည်တွင်းမှာသူငယ်ချင်းမရှိတဲ့ကျွန်တော်ရဲ့အားနည်းချက်ကိုပြည့်စုံစွာရှောင်ရှားစေခဲ့တဲ့ចောင်းသားတစ်စရင်သွင်းပြီးနောက်ကျွန်တော်ကျောင်းဝင်းတစ်လျှောက်တည်ငြိမ်စွာရှောက်သွားတယ်လမ်းတစ်လျှောက်မှာကျွန်တော်ကဒီထက်တန်းကျောင်းရဲ့ခန်းနာတဲ့အဆောက်အုံတွေကိုမထေမဲ့မြင်ပြတ်တတ်ခဲ့တယ်ကျွန်တော်မျက်နှာမူရာကကိုယ်ပိုင်နောက်ဖေးဥယျာဉ်နဲ့ရှောက်သွားနေတယ်လို့မျိုးတည်ငြိမ်နေတယ်ကျွန်တော်ရဲ့မာနာကြီးပြီးလွတ်လပ်ပေါ်ပါတဲ့အမူအရာကကျွန်တော်ဟာကူမီသားစုတခင်လေးဆိုတာကိုလူတိုင်းကိုပို့ပြီးယုံကြည်စေခဲ့တယ်သူတို့ရဲ့ကျွန်တော်ပေါ်သဘောထားကပို့ပြီးလေးစားလာတယ်မကြခင်မှာပဲကျွန်တော်ကခန်းနာတဲ့တလုံးလေးသောဗီလာတလုံးရှိမှရက်တယ်ကျွန်တော်ကရှေ့ကိုလက်ညှိုးထိုးပြီးပြောတယ်ဒါဘသူဟာလဲဒီနေရာကကောင်းတယ်ငါဒီမှာပဲနေမယ်ကျောင်းသူတူကမယုံကြည်နိုင်စွာပါဆက်ချေကြီးဖွင့်ပြီးអော်တယ်အိုးဖျားရည်ဒါကအဓိကဗန္နာရေးဖွဲ့ကြီးလေးခုရဲ့အမွေဆက်ခံသူတွေနေတဲ့နေရာပဲသူဘယ်လိုလုပ်ရဲတာလဲမိုက်ကစိတ်ပူနေတဲ့ပုံနဲ့ပြောတယ်ကုတခင်လေးဒီထက်မဆိုးတဲ့နေရာတစ်ခုကိုကျွန်တော်သိပါတယ်တခြားတစ်ခုကိုရွေးတင်နေထင်တယ်မိုက်ရဲ့တိုက်တွန်းမှုကိုလစ်လျူရှုပြီးကျွန်တော်ကဗီလာထဲကိုတိတ်တိတ်ရှောက်ဝင်သွားတဲ့အိတ်ခမ်းတစ်ခုကိုလက်ညှိုးထိုးပြီးပြောတယ်ဒီအိတ်ခမ်းကကောင်းတယ်မင်းဒီကိုလာသူ့ပစ္စည်းတွေအကုန်ထုတ်ပြပြီးရင်အကုန်တစ်တွေနဲ့အစားထိုးပြီးတန်ရှင်းရေးလုပ်မိုက်ကအရန်ကြောက်သွားလို့သူ့နဘူးပေါ်မှာချွေးတွေထွက်လာတယ်သူကပြောတယ်ဒါကအဓိကဗန္နာရေးဖွဲ့လေးခုထဲမှာစိတ်အပူဆုံးသူဒေးဗစ်ရဲ့အခန်းသူပြန်လာပြီးကျွန်တော်တို့ကိုတွေ့ရင်ငါတို့နှစ်ယောက်စလုံးဒုက္ခရောက်လိမ့်မယ်ကျွန်တော်ကသူ့ကိုအေးဆက်ဆက်ကြည့်ပြီးပြောတယ်ဘာဖြစ်လဲသူဘယ်သူလဲလို့ထင်နေတာလဲရုတ်တရက်ဒေးဗစ်ရဲ့စိတ်အားထက်သန်တဲ့တစ္ဆာရှိနောက်တစ်ယောက်ကချက်ချင်းမျက်လုံးတွေညီရဲလာပြီးသူ့ကိုကာကွယ်ဖို့ရှေ့ကိုပြေးထွက်ဖို့လုပ်တယ်ဒါပေမဲ့သူ့ရဲ့ပိုတီနေနဲ့သူငယ်ချင်းကသူ့ကိုတားပြီးပြောတယ်မင်းယူနေလားသူ့နာမည်ကကူမင်းတည်ချင်လို့လားစိတ်အားထက်သန်တဲ့တစ္ဆာရှိနောက်ကချက်ချင်းတည်ငြိမ်သွားပြီးဒေးဗစ်ရဲ့ပစ္စည်းတွေကိုအဆောက်အုံပြင်ကိုတစ်ခုပြီးတစ်ခုပစ်ချတာကိုဘာမှမတတ်နိုင်ပဲကြည့်နေရတယ်အောက်ထက်ကပွင့်လင်းနေရာကိုထိတဲ့အခါကျေလောင်တဲ့ပောက်ကွဲတံတစ်ခုကပိတ်တင်ထက်သွားပြီးချက်ချင်းတစုံတစ်ယောက်ကသူယူနေတာလားအဲ့ဒါတွေကဒေးဗစ်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေလေဘယ်လိုလုပ်ပြရတာလဲလို့ပြောတယ်အပေါ်ထက်ကမိုက်ကနင်းနေလေးမှမတွေဝေပဲချက်ချင်းဖုံးထုတ်ပြီးနံပါတ်တစ်ခုကိုခေါ်တယ်သူ့ရဲ့လေတံကအရေးတကြီးနဲ့ချော့မော့နေတယ်သူကလူတွေချက်ချင်းခေါ်လာခဲ့တခင်လေးဒေးဗစ်ရဲ့အခန်းထဲကပစ္စည်းအလုံးကိုအတိအကျတူညီတဲ့တတ်မှတ်ချက်အတိုင်းဝယ်မူရင်းထက်ပိုကောင်းအောင်လုပ်ပြောတယ်ဖုံးချပြီးနောက်သူကဒုတိယထက်ကနေအောက်ကိုတစ်ချက်ကြည့်ဖို့မမေ့ခဲ့ဘူးသူ့မျက်နှာကကျဉ်းနှက်အောင်လှုပ်ချင်နေတဲ့ပုံပေါ်တယ်မကြခင်မှာပဲအခန်းကိုရှင်းလင်းပြီးသွားပြီးအိတ်ခမ်းတကားပိတ်ပြီးနောက်ငါးနောက်ကျောကိုစိုက်ကြည့်နေတဲ့အကြည့်တွေလုံးဝပျောက်ကွယ်သွားတာကိုရှင်းရှင်းလင်းလင်းခံစားမိတယ်ငါဒီလောက်ကြာအောင်ထိမ့်သိမ်းထားခဲ့တဲ့ခက်တီတီပုံစံကချက်ချင်းပျောက်ကွယ်သွားတယ်ငါတကိုယ်လုံးအဆောင်ရှောက်တွေကိုရှော့ချတယ်ငါလှည့်ပြီးဇင်ခံပီလာတဲ့ကနူးညံ့တဲ့ကုတင်အောက်ကိုလဲကျသွားတယ်ရင်ဘက်ကိုပုတ်ပြီးတပြင်းရှည်ကြီးချရင်ကက်လိုနီးပါးပဲငါပထမအဆင့်ကိုနောက်ဆုံးတော့အောင်မြင်သွားပြီလို့ပြောတယ်ဒီသူထေးသားကင်းအတွက်ငါတေချာပြင်ဆင်ထားခဲ့တယ်ငါရဲ့အချိန်ပိုင်းလုပ်တွေအားလုံးကိုနှုတ်ထွက်ပြီးကပေးတဲ့တသိန်းချက်စပုံငွေကိုတုံးကချမ်းသာတဲ့မိသားစုတွေအားလုံးကိုစုံစမ်းဖို့အတွက်စုံထောက်တယောက်ကို3လကြိုတင်ကားခဲ့တယ်ငါအရာအားလုံးကိုအသေးစိတ်မဆုစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ပြင်ဆင်နေချိန်မှာကလူတိုင်းရဲ့မိသားစုနောက်ခံကိုကြီးကိုသွေးနဲ့စိတ်နေသဘောထားတွေကိုငါလွတ်ချက်မှတ်ခဲ့တယ်အထူးသဖြင့်အဓိကဗန္နာရေးဖွဲ့ကြီးလေးခုရဲ့အချက်လက်တွေကိုတော့ငါရေးလဲတည်ထားတဲ့ငါငွေချေးတဲ့ပလက်ဖောင်းတွေကနေ10သိန်းချက်တောင်ချေးခဲ့တယ်ဒီဆုံးဖြတ်ချက်ကိုချပြီးတာနဲ့ငါစိတ်ထဲမှာရှင်းရှင်းလင်းလင်းသိနေခဲ့တယ်ဒီကိန်းကငါအတွက်အောင်မြင်မှုကလွဲလို့တခြားဘာမှခွင့်မပြုဘူးဆိုတာကိုပေါ်မဟုတ်ရင်တော့ငါကအကျွေးတောင်းသူတွေဖမ်းနာခံရတဲ့အရေးအောက်မှာထာဝရရှင်တန်နေရလိမ့်မယ်ငါထိုင်ပြီးငါနဲ့အမေရဲ့တပ်ပုံကိုအိတ်ကက်ထဲကနေထုတ်တယ်ငါမျက်လုံးတွေကတီကြည်လာပြီးကိုချင်းဆိုတဲ့ဒီတစ်ခါငါကတလချာမှာကြီးမားတဲ့စုချင်းငွေကိုရဖို့ကိုဖုံးကွယ်ယုံတင်မကပဲလူဒန်းစားကန့်တက်ချက်တွေကိုပါလုံးဝကြော်လွန်ပြီးစစ်မှန်တဲ့သူထေးတယောက်ဖြစ်လာအောင်လုပ်မယ်ငါအာဏာရရှိနေသမျှကာလပတ်လုံးအတိတ်ကဒုက္ခတွေကငါစီကိုရောက်လာတော့မှမဟုတ်ဘူးငါကခြေပွားအောင်မှာနင်းချေခံရတဲ့အောက်ခြေလူတယောက်မဖြစ်တော့ဘူးဒီတစ်ခါတော့ငါက PMA ရဲ့ထိဆုံးမှာရက်တီမဲ့နောက်နေကြောင်းဆက်တဲ့အခါမှာတော့
ခေါင်းလုံးမမြည်ခင်နောက်ဆုံးချိန်မှာငါတန်းထဲကိုဝင်သွားတဲ့မျက်လုံးဒါဇင်ပေါင်းများစွာကချက်ချင်းငါဘက်ကိုလှည့်ကြည့်လာတယ်။ငါကမထီမဲ့မြင်ပြတဲ့ပုံစံမျိုးနဲ့လူတိုင်းရဲ့ပြင်းပြတဲ့အကြည့်တွေအောက်မှာပြတ်တင်းပေါက်နာကခုန်တခုန်စီလျှောက်သွားပြီးထိုင်နေ